Hello အားလုံးပဲမင်္ဂလာပါရှင်ဝန္ဒနာပြု cooking blog လေးကနေအားလုံးကိုကြိုဆိုပါရရှင်ဒီနေ့မှာတော့ဝိတ်ချခြင်းသူတွေအတွက်ကယ်လိုရီဓာတ်အရန်ကိုမှနည်းပါပြီးတော့သွေးတွင်းတကြားဓာတ်ကိုလည်းထိန်းညှိပေးတဲ့အတွက်စီးချိုသွေးတိုးသမားတွေအတွက်လည်းအရန်ကိုမှတင့်တော်တဲ့ဝါဟုတ်ကြာစံလေးကိုခယူလေးနဲ့ကြော်စားပတာလေးကိုလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ကဲဘယ်လိုမျိုးကြော်ပြသွားမလဲဆိုတာကိုဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ရှင်ဗီဒီယိုလေးမစတင်ခင်မှာလည်း channel လေးကို like and subscribe လေးနှိပ်သွားပေးပါအောင်ရှင်အရင်ဆုံးခယူလေးတွေကိုရေသေးချပြောင်းစင်အောင်စေးကြောတန်ဆင်လိုက်ပါမယ်ရှင်ခယူလေးတွေရေဆေးပြီးသွားလို့ရှိရင်တော့သူအရည်ရွယ်လေးတွေပြောင်းသွားအောင်လို့နောက်တစ်ထပ်လောက်ထပ်ပြီးပြုတ်ပေးပါမယ်ပြုတ်တဲ့အခါမှာလည်းအချွဲတက်လေးပျောက်သွားအောင်လို့မကြီးတိမဲ့လေးထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ရှင်ရေဆူလာပြီဆိုရင်တော့ခရီးပြုတ်တာလေးရပါပြီ။ရပြီဆိုတော့မကြီးသီးမဲ့ဘက်ကလေးကိုတော့ပြန်ပြီးတော့ဖယ်ထုတ်ပေးထားလိုက်ပါမယ်ရှင်။ပြီးရင်တော့ဝါးဟုတ်ကြာစံလေးကြော်ဖို့အတွက်ဝါးဟုတ်ကြာစံလေးတွေကိုရေစိမ်ထားပေးပါမယ်။ပွက်လာအောင်လို့ရေစိမ်တာကိုတော့တစ်နာရီလောက်စိမ်ထားပေးလိုက်ပါမယ်ရှင်။ကဲကြာစံလေးရေစိမ်ထားတော့မှခရမ်းညင်သီးလေးတွေကိုလှီးထားပါမယ်။ပြီးရင်တော့ပြုတ်ထားတဲ့ခယူလေးတွေကိုအနေတော်လေးတွေပြန်ပြီးတော့ညှက်ထားပေးလိုက်ပါမယ်ရှင်။ခယူလေးလည်းညှက်လို့ပြီးသွားပြီခရမ်းညင်သီးလေးလည်းလှီးလို့ပြီးသွားပြီစုံပြူလေးလည်းအစင်းလေးဖြစ်ပြီဆိုတော့ကြာစံကြော်ဖို့အတွက်အနည်းကလေးစပြီးတော့ချက်ပါအောင်မယ်ရှင်။အရင်ဆုံးဒေပိုင်းလေးတွေကိုစီထည့်ပါမယ်ပြီးရင်တော့နနုံးမုံထည့်ပါမယ်ပြီးရင်စက်သွန်ပြူလေးကိုအနံလေးမှုေးလာအောင်စီတက်ပေးလိုက်ပါမယ်စက်သွန်ပြူလေးအနံမှုေးလာပြီဆိုလို့ရှိရင်တော့အယောင်တင်မုံလေးထည့်ပြီးခင်းညင်တီလေးပါထည့်ပေးလိုက်ပါမယ်ရှင်ခင်းညင်တီလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုနူးအောင်လို့ရေလေးပါထည့်ပြီးတော့အဖုံးလေးခဏလောက်အုပ်ထားပေးလိုက်ပါမယ်ရှင်မိနစ်နဲ့ငယ်နေလို့ခရမ်းညင်တီလေးနူးပြီးတော့ရေလေးဆူလာပြီဆိုလို့ရှိရင်တော့ငါးငံပြားလေးတစ်စုံထည့်ပေးပါမယ်ရှင်ပြီးရင်တော့ရှာလကာကြီးလေးလည်းတစ်စုံထည့်ပေးလိုက်ပါမယ်ပဲငံပြားကြီးအနောက်ကလေးတစ်စုံထည့်ပါမယ်ခရုစီလေးလည်းတစ်စုံလောက်ထည့်ပေးပါမယ်ပြီးရင်ပဲငံပြားကြီးအကြီးတစ်စုံထည့်ပါမယ်ရှင်ခနောလေးတစ်စုံထည့်ပေးပါမယ်အလုံးထည့်ပြီးသွားရင်တော့နောက်ဆုံးမှာပြုတ်ထားတဲ့ခရီးလေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ခရီးလေးတွေကိုအရသာဝင်လာအောင်နည်းနည်းလောက်ချက်ပေးလိုက်ပါမယ်ခရီးလေးတွေကိုအရသာဝင်လာပြီဆိုရင်တော့ရေလေးလောင်းပြီးတော့ရေစုလာအောင်အဖုံးလေးအုပ်ထားပေးလိုက်ပါမယ်ရှင်ရေစုလာတဲ့ချိန်မှာအပေါ်ရံမှာအမြုပ်ကလေးတွေတက်လာတဲ့အတွက်အဲ့မြုပ်ကလေးတွေရောအကုန်လုံးတန့်စင်သွားအောင်ခတ်ထုတ်ပေးလိုက်ပါမယ်ရှင်အမြုပ်ကလေးတွေအကုန်လုံးခတ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနတော့ကရေစိမ်ပြီးတော့စစ်ထားတဲ့ကြာစံလေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်သူကတာမန်ကြာစံတဲ့နည်းနည်းလေးပို့ပြီးတော့မာတဲ့အတွက်ရေရောနည်းနည်းပို့ပြီးများလေးထည့်ပေးရပါတယ်ရှင်ဒါမှဒီရေခမ်းသွားတာနဲ့ကြာစံလေးတွေကနူးပြီးတော့ပွာလာမှာဖြစ်ပါတယ်ရှင်အနေတော်လောက်ရောက်ပြီဆိုလို့ရှိရင်တော့ကစွန်းရွက်အကလေးတွေပေါ့နော်ထည့်ပေးလိုက်ပါမယ်ကစွန်းရွက်ကလေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုမီးအေးလေးနဲ့ထားပေးလိုက်ပါမယ်မီးအေးလေးနဲ့ကြော်နေနဲ့မှရေခမ်းစားပြူလာပြီဆိုလို့ရှိရင်တော့ကြာစံသားလေးကိုအပြော့အမာလေးစမ်းကြည့်ပေးပါမယ်ရှင်စမ်းကြည့်လိုက်လို့ကြာစံသားလေးကလုံးဝအဆင်ပြေသွားပြီနေတော်လေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ဝါဟုတ်ကြာစံကြော်လေးရပါပြီရှင်အခုချက်ပြသွားတဲ့နီလန်းလေးရဆိုရင်ခယူလေးနဲ့ခရမ်းကျင်ပြီးအနစ်ကလေးကိုအသေးချာချက်ထားပြီးကမှကြာစံလေးကိုထည့်ကြော်တာမို့လို့ကြာစံသားတွေကိုလုံးဝအရသာလေးစိတ်ဝင်နေပြီးတော့စားလို့အရင်ကောင်းပါတယ်ရှင်ဒါကြောင့်မို့လို့အားလုံးမလိုက်ကြော်စားကြည့်ရပါနော်အခုလိုမျိုးကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တင်မဲ့ဗီဒီယိုလေးတွေကိုလည်းကြည့်ရှုပေးကြပါအောင်ကြည့်ရှုပေးရတဲ့သူတွေအားလုံးကိုယ်ကျမရဲ့စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်နောက်တင်တဲ့ဗီဒီယိုလေးမှာအားလုံးနဲ့ပြန်တွေ့ကြပါရရှင်တတာ